အင်္ဂုလိမာလာဟာရက်ဆက်သူတော်မှန်တယ်သို့တော့သူဟာလူမိုက်မဟုတ်ဘူးလူမိုက်မဟုတ်ဘူးဆိုတာအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ပေါ့နော်သူဘာကြောင့်လူတွေတတ်တာတော့ဆိုသူဆရာကတစ်ဖက်လဲနဲ့သူ့ကိုဒုက္ခပေးတာသူလေးစားတဲ့သူ့ရဲ့ဓိတပမောက္ခဆရာကြီးတကယ်တော့မှပညာစီးပူးနေကြတဲ့အထက်မှာအင်္ဂုလိမာလာဆိုတာသူ့နာမည်ကတော့အဟိန္ဒကလို့ခေါ်တယ်ဘယ်သူမှမညှင်းဆဲဘူးဆိုရင်အဲ့ဒီအဟိန္ဒကဟာဝတ္တရားခြေပြုံပြီးတော့သက်ဆိုင်ရေးကောင်းတော့ဆရာကြီးကလည်းချစ်တယ်ဆရာကတော်ကြီးကလည်းချစ်တယ်သူဝေယဝိဆလုပ်တယ်ဆရာကြီးနဲ့ဆရာကတော်ကြီးကမျက်နှာသာပေးတဲ့အခါကျတော့ကျန်တဲ့ကျောင်းသားတွေကမကြိုက်ကြဒါခုခေတ်တဲ့ဒီတိုင်းပဲသူဆိုတာမကြိုက်ကြတော့ဘာလို့လဲခုခေတ်စကားနဲ့ပြောရင်ဂျင်းထဲကြတာပေါ့နော်ဒုက္ခရောက်အောင်လုပ်တာပေါ့ဒုက္ခရောက်အောင်လုပ်တာလေသူတို့လုပ်နည်းကဘယ်လိုလုပ်တုံးဆိုဆရာကြီးသွားပြီးတူတူပြောတယ်ဆရာကြီးဒီအဟိန္ဒကကိုဆရာကတော်ကြီးကမျက်နှာသာပေးလွန်းတယ်ပေါ့ဆရာကြီးမယိုးသားဘူးထင်တယ်ပေါ့ဒါချင်းထဲတာပဲနော်အဲ့ဒီလိုဟာမျိုးနဲ့ပြောလိုက်တာတကယ်ချင်းနေမကဘူးဘုံထဲလိုက်တယ်လို့ဟောပောက်ကွဲသွားတာပေါ့ဆရာကြီးကအဲ့တော့ဒီကောင်ဘယ်လိုလုပ်အောင်လဲဆက်ဆံရေးကိုကြည့်တော့လည်းပဲဆရာကတော်ကြီးကမျက်နှာသာပေးလွန်းနေတာဟုတ်တယ်ဒါသူ့သဘောနဲ့သူဝတရားကြည်ပြောင်းလို့အဲ့တော့ဆရာကြီးကအဟိန္ဒကမင်းပညာတော်တယ်မင်းအတွက်ပညာလမ်းဆုံးမှုအတွက်မင်းလုပ်ရမယ့်အလုပ်တစ်ခုရှိတယ်အဲ့ဒါလုပ်နိုင်မလားသူကိုယ်တိုင်အပြစ်ဒဏ်ပေးရင်ပြစ်ကလည်းရှာလို့မရဘူးသူ့ကိုဖဲခြင်းနဲ့ပေါ့ဆရာတော်ကြီးနဲ့မသိငါပြီးသူ့ကိုဖဲထုတ်ခြင်းသို့တော့ဒီတိုင်းကအကြောင်းမပြဘဲနဲ့ဖဲလို့မရသူသိလိမ့်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့အပြတ်ရှင်းမှုဆရာကြီးကကြောက်တော့တာမလုပ်လဲဆိုတို့ပညာရတစ်ခုအတွက်မင်းမတပါဘယ်သူမှလုံနိုင်မှာမဟုတ်ဘူးငါခိုင်းတာမင်းလုံမလားဟာဆရာခိုင်းတာကျုပ်လုံမှာပေါ့ကျွန်တော်လုံမှာဒါဖြင့်လူတွေကိုမင်းတော်ရဲသွားပြီးတော့တော်ရဲလာတဲ့လူတွေတတ်ပြီးတော့လက်ညှိုးတစ်ချောင်းလက်ညှိုးတစ်ထောင်ပြည့်အောင်မင်းယူရမယ်အဲ့ဒါလက်ညှိုးတစ်ထောင်ပြည့်မှတို့လုံဟာအောင်မြင်မှာမင်းလုံနိုင်မလားမင်းမတပါဒီလုံနိုင်မှာမဟုတ်ဘူးငါတပြည့်စူးစမ်းမလားဆိုလုံမယ်ဆရာခိုင်းရင်ကျွန်တော်လုံမှာပေါ့ညိုရဲလည်းရိုးသားတဲ့လူလေးသူလုံချင်လို့တော့မဟုတ်သူဆရာခိုင်းတာဆိုလုံးမယ်ဆရာကြီးရဲ့အကြံကတော့သူ့ချင်းကပို့ပြီးတော့ပူတယ်ဒီကောင်သူ့ဘာသူမဟုတ်ဒုဆရာရဲ့လုပ်ငန်းတွေလုပ်တဲ့အခါကျရင်မင်းပြစ်တက်ပြီးတော့ဘယင်ကဖမ်းပြီးတော့တတ်လိုက်မယ်ဆိုရရွေးချင်တယ်သူကသူ automatic တေးအောင်လုပ်လိုက်တာဒါနဲ့တောတဲ့သွားပြီးတော့လက်နဲ့တွေဆွဲကင်ပြီးလာသမျှလူတွေကိုတတ်ပြီးတော့လက်ညှိုးတွေစုတာလက်ညှိုးတစ်ချောင်းဖြတ်ပြီးရင်ဟိုသစ်ပင်ကွာကြညက်ဒီသစ်ပင်ကွာကြညက်ဟိုနာသိမ့်ဟိုနာထားဒီနာထားလဲဆိုလက်ညှိုးကမပြည့်နိုင်ဘူးတစ်ထောင်ပြည့်အောင်လုပ်ရမှာဆိုအတော်နဲ့မပြည့်နိုင်တဲ့အခါကျပျောက်သွားတယ်ငှက်ကစားသွားအကောင်မလုံးတွေကခြိသွားတယ်နောက်ကြဘယ်လိုလုပ်တော့ဆိုရင်အဲ့လိုပျောက်သွားရင်တော့ငါလက်ညှိုးပေါင်းထောင်ပြည့်တော့မှာမဟုတ်ဘူးဆိုပြီးကျိုးနဲ့တီးပြီးတော့သူ့လက်ပင်ကိုဆွဲထားတယ်အဲ့ဒီကြမှာသူ့ကိုအင်္ဂုလိမာလာလို့နာမည်တွင်သွားတာအင်္ဂုလိဆိုတာလက်ညှိုးမာလာဆိုတာပန်းကုံလက်ညှိုးပန်းကုံကိုလက်ပင်ဆွဲထားတယ်အဲ့လိုသူဟာဆရာခိုင်းတာဆိုရင်ဘာမှမဆိုလုံးမယ်ဆိုလူဆိုးကြီးဘဝရောက်သွားနောက်ဆုံးမှမြတ်စွာဘုရားနဲ့တွေ့တဲ့အခါကျတော့မြတ်စွာဘုရားရဲ့စကားကြောင့်သူဟာပညာတော့ရှိတယ်မြတ်စွာဘုရားကိုတတ်ပြီးတော့လက်ညှိုးယူမယ်ဆိုပြီးလိုက်တယ်သို့တော့မြတ်စွာဘုရားနာအနီးနားရောက်တော့လည်းပဲမိလူနဲ့မမိဘူးနော်ဒီနာပဲနောက်ပိုင်းမောလာတဲ့အခါကျတော့မြတ်စွာဘုရားကိုအိုယဟန်ရက်လိုက်ပါရက်လိုက်ဆိုပြီးဩတော့မြတ်စွာဘုရားနောက်လှည့်ပြီးတော့သူ့ကိုပြောတယ်ငါရက်နေတာပါမင်းမဲ့ရက်ဖို့လိုပါတယ်အဲ့ဒီစကားကသူကတာမန်လူတယောက်ကဒီစကားကိုသဘောပေါက်ချင်မှာသူကြတော့သိဉာဏ်ရှိတော့သူကစဉ်းစားလိုက်တယ်ဒီယန်းကသွားနေရင်နဲ့ငါရက်တာပါမင်းမဲ့ရက်ပါလို့ပြောတယ်ဘယ်လိုအဓိပ္ပာယ်လဲဆိုမေးတော့မြတ်စွာဘုရားရှင်းပြငါသူများအသက်တွေတတ်တယ်ဆိုရဲအကုသိုလ်လုပ်တွေကိုရက်ထားတာမင်းကမရက်သေးဘူးမင်းရက်ဖို့လိုတယ်လို့ပြောအဲ့ဒီမှာငါမှားပြီဆိုတာအဲ့ကသိတယ်သူပါတဲ့လက်နဲ့တွေအကုန်ပြစ်ချပြီးမြတ်စွာဘုရားရှေ့ဒူးထောက်အဲ့မှာမြတ်စွာဘုရားသူ့ရဲ့တောင်းဆိုချက်အရသင်္ကန်းဝတ်ပြီးတော့ကျောင်းတော်ခေါ်သွားတယ်ဆလန်လေးနောက်တစ်ပတ်လောက်နေမြတ်စွာဘုရားဟောတဲ့တရားဓမ္မကိုကျင့်ကြံကြိုးကအထောက်လိုက်တဲ့အခါမှာသူကယန္တာဖြစ်တယ်အဲ့တော့သူလုံးတဲ့အကုသိုလ်တွေကအလုံးကိုများတယ်များတော့ဒီအကုသိုလ်တွေကအကျိုးမပေးဘူးလားဆိုဒီဘဝအကျိုးပေးယန္တာမဖြစ်ခင်ရိုတဲ့ဆွမ်းခံသွားရင်ဟာဟိုမှာလူသတ္တမကြီးအင်္ဂုလိမာလာကြီးဆိုပြီးဟိုအိမ်နဲ့ခဲနဲ့ပြက်လိုက်ထုံးနဲ့ပြက်လိုက်နဲ့ဆုံးမရဘဲနဲ့ဒုတ်တွေခဲတွေကြီးပဲရတပိတ်ကွဲလိုက်သင်္ကန်းတွေစုပ်ပြဲလိုက်အဲ့လိုနဲ့ရှေးဒုက္ခတွေမျိုးစုံခံစားပြီမြတ်စွာဘုရားတရားတော်တိုင်လိုက်တာကျင့်သုံးတော့ရှေးမြောက်မှာသူယန္တာဖြစ်သွားအဲ့တော့ယန္တာဖြစ်သွားတဲ့အခါမှာကိလေသာဆိုတဲ့ရှင်တွေကညစ်ထေးနေတဲ့
ညင်နွမ်းတဲ့အရာတွေကုန်ဖယ်ရှားလိုက်တဲ့အခါကျတော့နောင်ဘဝဆိုတာသူ့မှာမရှိတော့သည့်အတွက်ကြောင့်အပင်ငယ်ရဲ့ကြာဖို့ရာကံတရားတွေကဆွဲချခြင်းကမတတ်နိုင်တော့ကိလေသာမရှိလို့မျိုးစေ့ဆိုတာမြေနဲ့ရေနဲ့ပေါင်းမှအပင်ပေါက်တာဟုတ်မြေရေမရှိဘူးဆိုရင်မျိုးစေ့ကြီးကမပေါက်ဘူးအဲ့ဒါလိုပဲကိလေသာတွေဖယ်လိုက်တဲ့အခါသူ့ရဲ့ကိလေသာတွေကုန်ခန်းသွားသည့်အတွက်ကြောင့်ဘဝမျိုးစေ့ဆိုတာမပေါက်ဘူး